ပါခင်ဗျာဒါကတော့ကျွန်တော်ဒီပုံစပွဲ3ပေနဲ့ကျွန်တော်ဒီမှာဟိုပေါ့နော်ထိုင်ကုန်လေးနဲ့ဝတ်ဆက်လေးပြဒါဆေးရီပစ္စည်းပါခင်ဗျာဒါမှမယ်ဒါမျိုးမှမယ်ဆိုလို့ရှိရင်အစင်းစင်းရပါတယ်နော်ပုံစပွဲအန်ဇွဲနှလုံးပါမယ်ပြီးတော့လို့ရှိရင်ဒီမှာအောက်မှာပုံပါမယ်ပုံအောက်မှာလည်းကျွန်တော်ဒီအထက်မှာကြတော့လေသူကဒီမှာဟိုရှိတာခက်ခက်ရှိတယ်ပေါ့နော်ခက်ခက်ရှိတယ်ပစ္စည်းကိုဒီမှာအန်ဇွဲဒီမှာလေးတောတွေအကုန်လုံးထည့်ထားတယ်ပေါ့နော်အရင်တော့ညာဘက်ဒီပုံးရဲ့အပေါ်မှာပဲထည့်တယ်ပေါ့နော်ဒီဘက်မှာကြတော့မထည့်ဘူးအရေးပေါ်ပစ္စည်းထည့်တယ်ဆိုတော့အခုတော့အကုန်လုံးတော့လုံခြုံမှုကအဓိကကြားတဲ့ခါကျတော့ဒီမှာအကုန်လုံးထည့်ထားတယ်အပေါ်မှာလည်းကျွန်တော်ဆင်းနေတယ်အနာစာလုံးဝမရှိဘူးတန်းတန်းလေးတော့ထားပါတော့ခင်ဗျဒါလည်းမှာမယ်လို့ရှိရင်တော့ရှင်းနေရပါပြီဒါကမဟုတ်ပြန်ဗီဒီယိုရိုက်ပြတာပေါ့နော်ဒါလေးကတော့ကျွန်တော်စပွဲလေးပါခင်ဗျကောင်းတာစပွဲလေးလုပ်လို့ရတယ်ကျွန်တော်ဒီအဲ့မှာတယောက်တည်းထမင်းစားမယ်ဆိုလို့ရတယ်လို့စာရေးမယ်ပြီးတော့လို့ရှိရင်ဝင်ကောင်းတာအသုံးပြုမယ်ကလေးတွေပညာသင်မယ်ဒီပုံမှာအဲ့လိုလေအသုံးပြုလို့ရပါတော့ည3ပေ2ပေ3ပေခွဲ2ပေ4ပေ2ပေခွဲအဲ့လိုတွေရှိပါတယ်မနော်သူက18ပတ်လေအစားရှုပ်တာရှိပါတယ်ခင်ဗျမမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒါမျိုးတွေရပါတယ်ဆိုတော့အကြောင်းကြားတော့ပါခင်ဗျကာစတမာများအားပေးမယ်ဆိုရင်တော့ဖုန်းနဲ့ဟာဒီလောက်လိုက်ရုံနဲ့ကျွန်တော်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျအားလုံးကျေးဇူးပါတေယူပို့ဆောင်ခါတော့ကျွန်တော်ပေးစရာမလိုပါဘူးခင်ဗျဒါလည်းအားလုံးကျေးဇူးပါဗျ